ID 20ဆိုတာတစ်ဆိုတာတစ်တာပေးကရုံတော့ပြီး ID 20ဆိုတော့ငါးဖမ်းလုံးကတက်လီငါးပတ်စံလီတစ်တာနဲ့လောက်တာတစ်တာလီပေါ့နော်ပြီးတော့သူကဘာပြောလို့ဆိုတော့ I ဆိုတာကမြန်မာနိုင်ငံမှာရှိတဲ့ရေချိုးခြင်းကစားတဲ့ဒီမှာငါးဖမ်းလို့ရတယ်နော်ဒီကြတော့ညွှန်ကြားရေးမှုငါးလုံးဦးစီးဌာနညွှန်ကြားရေးမှုငါးဖမ်းလို့ရတယ်ငါးဖမ်းလီဖြစ်စီရှိတယ်ဒီမှာကြတော့ FI ကြတော့ခြေနဲ့စကားပြောဆက်နိုင်လို့ခြေနဲ့စကားပြောဆက်60ရက်ကွက်မှာခြေနဲ့စကားပြောဆက်ငါးဖမ်း14အတင်တီထောင်လို့ရတယ်ဒီမှာငါးလုံးကဦးစီးဌာနအပင်နဲ့ဖိုင်နဲ့အားလုံးကိုစုလို့တဲ့နော်F ဆိုတာကဒီမှာအခြေခံစည်းမျဉ်းငါးဖမ်းတင်တန်းကြောင့်ဖွင့်လို့ရတယ်အဲမှာစကားပြောဆက်ရေဝင်ရုံကိုပြောပါမယ်ရေဝင်ရုံတီထောင်လို့ရတယ်60ရက်ကွက်မှာကလောင်မင်းကြီးလမ်းနာပါပဲဒါ20ရက်ကွက်ဆိုဘယ်လိုတောင်ချောင်းအမိုးကြီးချောင်းမှာငါးတွေပြန်လို့ရတယ်